ကောက်ပါဟာပစ္စည်းတွေကောက်ပါဟာအမလေးအန်မီတကောက်မှလာငါပြစ်လိုက်တော့လဲထန်းတော့တက်တာကျုံရင်လည်းပဲရှေ့မှာရှိနေအန်မအေးဖေးတူပဲရှင်အိတ်နေမဲ့လဲပဲတစ်ဖက်ကအန်မီကြောင်ပြောင်းနေတဲ့ခါမျိုးကြတော့ငါကိုတော့ကျန်းနေတာဗောတကယ်ကောင်းနေငါပါလားဘယ်ပြေးမှာတော့မင်းဘယ်ဘူးပြေးမှာလုံးငါလက်ကမလွတ်နိုင်ပါဘူးဘလို့ပဲပြေးပြေးလေမင်းငါနဲ့ကမလွတ်နိုင်ဘူးနောက်တကောင်ကလည်းခိုင်းမောင်းပြီးပြေးတဲ့ခါကျအလိုမင်းဘယ်ကိုပြေးနေတာတော့ခိုင်းမောင်းပြီးမင်းဘယ်ကိုသွားမှာတော့ငါကိုတော့တော်ကြမ်းနေတာဟိကြည်စမ်းငါလာတာတော့မသိပါလားအန်မီမင်းမာလေးလုံနေတာအယုံတောင်ချောင်းကရှောင်းတော့လဲရဲ့ဖိုးတိုင်းလေးနဲ့အသာဆွဲလိုက်တယ်နော်တယ်တက်ဟေးတကာကြီးရဲ့တက်ဟာတကောင်တော့ပြီးဟာတက်ပါဟာပြောမိမယ်လဲဘာလို့မှမပါတော့လဲခိုင်းကိုတက်ကျုံလိုက်တာဗောအေးနော်ပြီးနံပါတ်2တော့နော်ပြီးဟေးပြောရင်းနဲ့ရှိအပြေးနေတဲ့တကောင်ဘာလုံးနေမှမသိခုံပေါလေးနေပဲရဲ့အန်မီလေးရဲ့ကွယ်အလိုကတော့ရအေးတက်အကျုံရင်းနဲ့ပဲမာမီစွာကြီးဟေးမာမီစွာကြီးဟာဒီကောင်ဘာလုံးနေစိတ်ကလေးနဲ့စိတ်နေတာအချိန်မှတော့အောင်ကြီးပြေးကြကိုင်းချောအော်ချောတကယ်ကောင်းနေငါပါလားဟာအမလေးကတော့ရမင်းမလို့တွေပြစ်လိုက်တာ